Virgil's able to take all of those ideas and then Virgil was the heart of this shit, like, you know what I mean? It's like, His imprint, I mean, is a giant. International Designer of the Year is Virgil Abloh. Random yo, poke ya yan sane wisari ne. Luxury brand yo yango tingne wisari ga. Pausa buzura. Kamya ne tuma lo be. Balu ma phin nain lo aya. ဒါပေမဲ့အတားကိုအောင်လှုပ်သွားတဲ့လူတယောက်ရှိသူ့ရဲ့နာမည်ကတော့ကျွန်တော် streetwear လောကမှာဆိုလို့ရှိရင် King of Collab လို့လည်းခေါ်တယ် Architectural streetwear လို့လည်းခေါ်တယ် Culture Connoisseur လို့လည်းခေါ်တယ် Off-White ရဲ့ founder Virgil Abloh ပဲဖြစ်ပါတယ်ဒီနေ့တော့သူ့ရဲ့အကြောင်းလေးကိုပြောပြသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုကိုမှစကြည့်နေတယ်ကျွန်တော်ဘယ်သူလဲလည်းမသိပဲနဲ့ဘာတွေပြောနေလဲမသိဘူးဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့နာမည်က America ပဲဖြစ်ပါတယ်ကျွန်တော်ကတော့ကျွန်တော်ရဲ့ channel လေးမှာ fashion နဲ့ပတ်သက်တာတွေ tech နဲ့ပတ်သက်တာတွေ lifestyle နဲ့ပတ်သက်တာတွေ knowledge sharing နဲ့ business နဲ့ပတ်သက်တာတွေအကုန်လုံးကို content တွေ create လုပ်ပြီးတော့တင်ပေးနေတဲ့လူတစ်ယောက်ပဲဖြစ်ပါတယ်ခင်ဗျားကဒီနေ့ကြည့်လာပြီဆိုလို့ရှိရင်တော့ channel လေးကို chain တွေပေါ့ follow လုပ်ခဲ့ပေးပါ YouTube မှာနေကြည့်နေတယ်ဆိုလို့ရှိရင်လည်း subscribe လေး chain တွေလုပ်ခဲ့ပေးပါအောင်ခင်ဗျာ okay ပါအဲ့ဒါဆိုရင်ကျွန်တော်ထုံးစံတိုင်းဇလန်လေးစလိုက်ရအောင်Virgil က1980ခုနှစ်စက်တင်ဘာ30ရက်နေ့မှာ On-Sale Abloh နဲ့ Nii Abloh ကနေ Rockford, Illinois, USA မှာမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ငယ်စဉ်ကနေစပြီး Civil Engineering ပညာရပ်ကို University of Wisconsin မှာကျောင်းတက်ခဲ့ပြီးတော့ Illinois Institute of Technology မှာ Master Architecture နဲ့ဘွဲ့ယူခဲ့တာပဲဖြစ်ပါတယ်။အဲ့လိုနဲ့2009ခုနှစ်မှာ Fanny in Rome မှာ intern အနေနဲ့အလုပ်ဝင်လုပ်ခဲ့ပြီးတော့ကမ္ဘာကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ Kanye West ရဲ့မျက်စိကျခြင်းကိုခံခဲ့ရပြီး Kanye ရဲ့အယုံကြည်ရဆုံး fashion အသက်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။2012ခုနှစ်မှာ Virgil က Champion နဲ့Ralph Lauren ရဲ့ Rag by Shirt တွေကိုဒေါ်လာ30-40နဲ့ဝယ်ယူခဲ့ပြီးတော့ Pirates 23ဆိုတဲ့စကားလုံးနဲ့တခြား bold graphic တွေကို print လုပ်ပြီးပြန်လည်ရောင်းချတဲ့အချိန်ဒေါ်လာ900ကနေဒေါ်လာ900အထိတန်ကြီးရှိခဲ့ပါတယ်။အိမ်နံပါတ်23ကတော့ Michael Jordan ကိုကိုစားပြုခဲ့တာပဲဖြစ်ပါတယ်။ Virgil ကတစ်နှစ်လောက်အကြာမှာ Pirates ကိုအရန် commercial ဆန်လာတဲ့ထင်ပြီးပိတ်ချတာOff-White ဆိုတဲ့ streetwear နဲ့ high fashion ကြားတဲ့ကရောစက်မဲ့ gray area ဆိုတဲ့အဓိပ္ပာယ်နဲ့ label ကို2013ခုနှစ်မှာအစပြုခဲ့ပါတယ်။ Off-White စတင်တည်ထောင်ပြီးမကြာခင်မှာ fashion industry တစ်ခုလုံးမှာနာမည်အကြီးဆုံးလူတစ်ယောက်ဖြစ်လာခဲ့ပြီးတော့2019မှာ Nike နဲ့ The Jazz Sneaker လို့ collab တွေလည်းလုပ်ခဲ့ပါတယ်။2018မှာတော့ LV Luxury House ရဲ့ပထမဦးဆုံးလူမဲ artistic တယောက်ဖြစ်လာပြီးတော့ fashion နယ်ပယ်နဲ့ music နယ်ပယ်မှာမရှိမဖြစ်လိုအပ်သူတယောက်ဖြစ်လာခဲ့ပါတယ်။အသက်ရှင်ရဲ့အကြရှိတယ်ဆိုတဲ့အတိုင်းပဲ Virgil တယောက်လည်းကံမကောင်းခဲ့ပါဘူး။2019ခုနှစ်မှာ heart cancer ရဲ့ရှားပါမျိုးစိတ်တစ်ခုဖြစ်တဲ့ cardiac angiosarcoma ကိုစပြီးတော့ခံစားခဲ့ရပါတယ်။ဒါပေမဲ့လည်းဘယ်သူမှကိုမထုတ်ပြောခဲ့ပါဘူး။သူ့ရဲ့ career ထိခိုက်သွားမှာသူ့ရဲ့မိသားစုထိခိုက်သွားမှာဆိုရင်လည်းစိတ်နဲ့ဆက်လက်ပြီးတော့ဖုံးကွယ်ပြီးရှေ့ဆက်ခဲ့ပါတယ်။ဒါပေမဲ့လည်းအချိန်ကလူမဆောင်ခဲ့ပါဘူး။2021ခုနှစ် November 28မှာအသက်42နှစ်အရွယ်မှာ Virgil တယောက်တမလုံးကိုခီးဆက်ခဲ့ပါတယ်။အဲ့ဒီအချိန်ကတော့ကျွန်တော်တို့တော့ဝန်းနေဖို့အကောင်းဆုံးအချိန်ပေါ့ဗျာ။ကျွန်တော်တို့ဒီ fashion လောက music လောကရဲ့အကြီးမားဆုံးကျယ်တဲ့ပွင့်ဒီ streetwear လောကကိုမမနဲ့ခံပေးထားတဲ့တိုင်းတိုင်းတစားစီပြိုလဲသွားပြီးတော့Virgil ကတော့သူ့ရဲ့နောက်ဘဝကိုခီးဆက်ရင်ကျွန်တော်တို့ကတော့သူ့ရဲ့ legacy ကိုဆက်ထိမ့်သိမ်းလာရင်လည်းဒီချိန်လေး streetwear ဆိုတာဖြစ်တည်လာတာပဲဖြစ်ပါတယ်။ high fashion နဲ့ luxury streetwear တွေ collab တွေလုပ်နိုင်မှုဆိုတာVirgil ရဲ့ကျေးဇူးကလုံးဝမကင်းခဲ့ပါဘူး။ Peace be upon you my brothers. Rest in peace. ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်အခုဒီကြည့်လာတဲ့လူတွေအကုန်လုံးကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ခဲ့ပေးပါကျွန်တော်ရဲ့ဒီ TikTok တွေကျွန်တော်ရဲ့ Facebook တွေအကုန်လုံးကိုလည်း follow လေးလုပ်ခဲ့ပေးပါခင်ဗျာအကုန်လုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဘယ်လိုမျိုးဗီဒီယိုတွေနဲ့ကျွန်တော်ကိုပြန်မြင်နေသေးလဲဘယ်လိုဗီဒီယိုမျိုးတွေလုပ်ပေးရအောင်မလဲဘာ topic တွေအောက်မှာလုပ်ပေးရအောင်မလဲဆိုတာလေးကိုလည်း comment မှာရေးတော့ခဲ့လို့ရပါတယ်ခင်ဗျားတို့က offline နဲ့ပတ်သက်ပြီးတော့ဘာတွေဘယ်လောက်ထိတည်ထားလဲဆိုတော့လည်း comment မှာမြင်ကုန်ခဲ့လို့ရပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ပေးတော့အကုန်လုံးကိုအထူးပဲကျေးဇူးတင်ပါတယ်